အရင်တော့စင်ကာပူမှာနေတော့ဆိုရင်ဒီတုံခီကနေပြီးတော့ကစုံဝယ်စားလို့ရတယ်အဲ့ကစုံကအရန်စားလို့ကောင်းတယ်အဲ့လိုမျိုးကစုံလေးကိုအိမ်မှာဒီနေ့လုပ်စားမယ်ပထမဆုံးကစုံကိုရေးပြအောင်စေမယ်ပြီးရင်ကစုံမှာအဲ့လိုဓာတ်ရလေးပေးလိုက်မယ်ပေါ့နော်ပြီးရင်သူ့ကိုဒါ air fryer နဲ့လုပ်ထားပါပေါ့နော် air fryer ကို temperature က400 degree Fahrenheit နဲ့ပြီးတော့30 minutes ကိုဖုတ်လိုက်မယ်ပေါ့အဲ့ဒါပြီးသွားတဲ့ခါကျရင်ထုတ်ပြီးရင်ရေအေးထဲမှာထည့်ပြီးတော့တခါစိန်ထားလိုက်မယ်ရေခဲရှိရင်လည်းရေခဲရေထဲမှာစိန်ထားလို့ရတယ်နော်အဲ့ရေထဲမှာစိန်ထားလိုက်ပြီဆိုရင်သူ့ရဲ့အဲ့အခွန်ကပေါ့နော်အဲ့လိုမျိုးရှုံးတွတ်လေးဖြစ်သွားတယ်အဲ့ဒါပြီးရင်ပြန်ပြီးတော့ဖုတ်မယ်400 degree Fahrenheit မှာပဲ30 minute ထပ်ဖုတ်မယ်ကဲပြီးသွားရင်တော့ကစုံဦးလေးကိုအပြင်မှာထုတ်ထားပြီးတော့ခဏလေးအေးခံပြီးတော့စားလို့ရပြီเนาะကစုံဦးတွေကဒီ US မှာဆိုရင်မျိုးစုံရှိတယ်အဲ့တော့ကျွန်မရွေးဝယ်ထားတဲ့ကစုံက Japanese yam ဆိုတဲ့ကစုံကိုရွေးပြီးဝယ်ထားပါအခုဆိုရင်ကစုံလေးလည်းနည်းနည်းလေး AY ဆိုတော့သူ့ခွာကြည့်မယ်เนาะအခုခွာကြည့်ရဲ့အခါမှာပုံမှန်မြင်ရတဲ့အတိုင်းပဲပေါ့เนาะသူကအဲ့လိုမျိုးတကြားလိုမျိုးလေးအလွားဖြစ်ပြီးတော့စီကက်ကလေးနဲ့အရန်ကိုမချိုးပဲအဲ့ကစုံကစားလိုက်ရင်ကစုံလေးကိုဒီလိုမျိုးဖုတ်စားအရန်ကိုလည်းရိုးရှင်းတယ်ပြီးတော့စားလို့လည်းရန်ကောင်းတယ်ထည့်ရရင်လည်းဘာမှထွေထွေမရှိဘူးပေါ့နော်ပြီးရခါကျတော့ဖုတ်ထားတဲ့အခါမှာဆိုလည်းဒီတိုင်းပြစ်ထားလို့ရတယ်အရန်ကိုလည်းကိုယ်ရဲ့နီလေးဖြစ်တဲ့အတွက်ကြောင့်အိမ်မှာကိုယ့်အကိုလှုပ်စားကြည့်ပါလို့